1386ခုနှစ်တကူလာပြည်ကျော်17ရက်2015ခုနှစ်ဧပြီလ14ရက်နေ့ညတွင်ဘုကုံမြို့ဓမ္မဒုတတော်ရသာသနာရေးတာ၌9ကြိမ်မြောက်တင်ညာတွင်ကာလတရားကျင့်သုံးကြရာတွင်ဟောကြားအပ်သောယုံထွက်နိုင်မှချမ်းသာရတရားတော်လို့တွေ့တာကန့်ကြီးမှုတွေနှောင်ဖွဲ့မှုတွေကြားနေပြီးတော့ယုံနိုင်ထွက်နိုင်မှချမ်းသာဒုက္ခဆိုတာရရှိလိမ့်မယ်လို့ဘုန်းတော်ပရိသတ်တွေအတိတခုတိုးအောင်လို့ဒီကနေ့ညမှာပလိဘောဓ10ပါးကိုအခြေခံထားပြီးတော့ခေါ်ကြနာကြမယ်တရားတော်ကိုမဟောမီမနာမီမှာရှိဥစွာတရားတော်ကိုဟောကြားတော်မူခဲ့တဲ့စိနေရသုံးလောကထွထာရှင်တော်မြတ်ဖျားကိုလက်ဥချီမိုးလို့နမောတတ္တဘုရားရှိခိုးနဲ့ရှိခိုးပူဇော်ကြော့ကြရအောင်နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအရဟတောလူမေနတ်မင်းယမမင်းတို့ဤဝစင်ကိုယောပူဇော်ထုကိုခန္တော်မူတိုက်ပါပြီထသောအရဟတော1500ကိလေသာမှဝေကွာတော်မူတတ်ပါပြီထသောအရဟတောစိတ်ွယ်ရာ၌ပင်မကောင်းမှုကိုပြုတော်မမူပြောတော်မမူကြံစီတော်မမူတတ်ပါပြီထသောအရဟတောကိလေသာမံသဘုံဉာဏ်ကိုအောင်တော်မူနိုင်တော်မူတတ်ပါပြီထသောအရဟတောတန္တရာစေကံကွက်တို့ကိုပေဖြက်ခုတ်ထွင်သုတ်သင်တော်မူတတ်ပါပြီထသောသမ္မာသမ္ဗုဒ္ဓတ္တမဖောက်မပြန်တရားမှန်ကိုဆရာမကူတရားဘုညံဖြင့်ထိုးတွင်၍သိမြင်တော်မူတတ်ပါပြီထသောတတ္တဗဂဝတောဣတရိယဓမ္မယတ္တသီရိကာမပယတ္တမြီဘုံ6လီနှင့်ပြည့်စုံတော်မူသောထိုမြတ်စွာဘုရားအားနမောနမမိရှိခိုးပါ၏ရှင်ဘုရားနမောနမမိကိုယ်နှုတ်နှလုံးသုံးပါးပြောင်းပြော့
မန်ကိုလျော့၍ကရောယူကျိုးလက်စုံမိုးကရှေခိုးပါဤရှင်ဘုရားအလုံးဘုရားရှင်ကိုရှိခိုးဆိုပါယုံထွက်နိုင်မှချမ်းသာရာလို့ယုံထွက်ရမယ်နှောင်ဖွဲ့ကျင့်ကြကံ့ညိတွေ့တာမှု10မျိုးကိုဘုန်းကြီးတို့ဗုဒ္ဓစာပေမှာပလိဘောဓ10ပါးလို့ဖော်ပြထားတာရှိပါတယ်တရားလုပ်ကိုကျင့်ကြံမယ်ဘာဝနာတရားတွေပွားများအားထုတ်မယ်ဆိုတဲ့အခါမျိုးမှာကောင်းတဲ့လုပ်ကောင်းတဲ့အကျင့်ကိုမကျင့်ဖြစ်အောင်အမထုတ်ဖြစ်အောင်ဆွဲဆောင်နှိမ့်မြုပ်ထားတတ်တဲ့သဘောတရား10ပါးပါပဲတခါတရံမှာကုသိုလ်ကောင်းမှုတွေပြုမယ်ဆိုတဲ့အခါမျိုးမှာလည်းပဲအဲ့ဒီကောင်းမှုကုသိုလ်တွေမလုပ်ဖြစ်အောင်တာစီနှောက်ယှက်တတ်တဲ့သဘောတရားလို့မြင်မယ်ဆိုလည်းပဲမြင်နိုင်တယ်ပေါ့ဘိနုပရိသမှားမှာကပလိဘောဓ10ပါးပလိဘောဓဘယ်နှပါးပလိဘောဓရဲ့အဓိပ္ပာယ်ကိုအရင်ဆုံးမှတ်သားကြည့်အောင်ဆိုကြည့်လိုက်ကံ့ညိဆွဲတတ်ယေကာပခောမှတ်ပလိဘောဓမည်ကံ့ညိဆွဲတတ်ယေကာပခောမှတ်ပလိဘောဓမည်ကံ့ညိဆွဲတတ်ယေကာပခောမှတ်ပလိဘောဓမည်ပလိဘောဓဆိုတာကံ့ညိခြင်းဆွဲလန်းခြင်းတက်မဲ့ခြင်းရစ်ပတ်ခြင်းကိုနှောင်ဖွဲ့ခြင်းကိုခေါ်တယ်လို့ဒီလိုတော့သဘောပေါက်ထားမယ်အဲ့ဒီကံ့ညိဆွဲမဲ့တက်မဲ့နှောင်ဖွဲ့ရစ်ပတ်ထားတဲ့အတွက်ကြောင့်မို့လို့လွတ်လပ်မှုလွတ်မြောက်မှုဆိုတာကိုရဖို့ခဲရင်သွားတယ်မန်ကလွတ်လပ်မှုလွတ်မြောက်မှုဆိုတဲ့ဝိမု ക്തി ဒုက္ခလွတ်မြောက်ခြင်းချမ်းသာငြိမ်းအေးခြင်းလို့ခေါ်တဲ့ချမ်းသာဒုက္ခတွေရဖို့ဆိုလို့ရှိရင်တက်မဲ့မှုဆွဲမဲ့မှုတွေကိုဘုန်းကြီးတို့ပြိဿကဖြတ်တောက်နိုင်ဖို့မလိုဘူးလားတက္ကတယမှာကြက်တဲနေတဲ့ကျင်းကြက်နေလှုပ်တဲ့အလုပ်ကိုမလုပ်နိုင်ဘူးလုပ်မယ်လို့စဉ်းစားဆုံးဖြတ်ထားတော့လည်းပဲကောင်းထဲမဖော်နိုင်ဘဲနဲ့ဖြစ်နေတဲ့အကြောင်း10ချက်ထဲမှာလည်းပဲဒီပလိဘောဓ10မျိုးကိုဘုန်းကြီးတို့ပြိဿထည့်သွင်းလို့ရတယ်ပထမဆုံးကအဝါဒပလိဘောဓအဝါဒဆိုတာကကိုနေထိုင်တဲ့နေရာလို့အဝါဒကိုတိတ်ပဲဖွင့်လိုက်မိနေထိုင်တဲ့အိုးအိမ်တိုက်တာနေရာထိုင်ခင်းကိုဘာခေါ်မလဲအဝါဒအဲ့ဒီနေရာဌာနအိုးအိမ်တိုက်တာလေယာမိုးမြေတခုခုကိုဆွဲလန်းတက်မဲ့ကန့်ညိနေလည်းပဲဒီတရားလုပ်တဲ့ခါမှာအနှောက်ယှက်လွန်ဖြစ်တယ်ဒီလိုနေရာမျိုးငါမနေနိုင်ဘူးငါနေကြငါအိမ်ငါရာကဘယ်လိုနေရတယ်ငါနေရာမှာဆိုလို့ရှိရင်ငါဘယ်လိုနေနိုင်တယ်ဆိုပြီးတော့ကိုယ်နေရာကိုယ်ဌာနကိုယ်ပိုင်ဆိုင်တဲ့ဣသရိယဖြစ်တဲ့နေရာထိုင်ခင်းပေါ်မှာဆွဲလန်းတာကန့်ညိတာအဝါဒပလိဘောဓတယ်တခုစီတစ်ချက်စီကိုအသေးစိတ်လဲဘုန်းကြီးတို့ပြိတ္တတွေမှတ်နိုင်အောင်လို့
စာလေးတစ်ကြောင်းစီနဲ့ဘုန်းကြီးသင်ပေးပါမယ်ဆိုကြည့်လိုက်နော်နေရာကြောင့်လေကံကြီးဆွဲမလွဲဒုက္ခရောက်တတ်သည်ဆိုကြည့်လိုက်နေရာကြောင့်လေကံကြီးဆွဲမလွဲဒုက္ခရောက်တတ်သည်အဝါဒပလိဘောဓဘယ်နေရာမှာသွားပြီးတော့ကံကြီးနေတာတော့နေရာထိုင်ခင်းအိုအိမ်တိုက်တာလေယာမိုးမြေကိုနေကြနေရာကိုအိမ်ကိုရာကိုဆောက်ဥပေါ်မှာတာယာတမဲ့နှစ်သက်မှုတွေများနေတယ်တရားကျင့်မယ်ဆိုတဲ့အခါမှာကိုနေရာမှာကိုနေကြဖြစ်တဲ့နေရာမှာပဲနေခြင်းနဲ့တခြားမသွားခြင်းတခြားတရားနေရာမှာကြင်ကြံပွားများအထုတဲ့ခါမှာလေကိုနေရာကိုပဲကိုပြန်ပြီးတော့စွဲနေစိတ်ကဘယ်ပြန်ရောက်နေလေလို့ကြည့်ပေါ့ယောဂီတော်တော်များများရဲ့စိတ်ကအိမ်ပြန်မရောက်ဘူးလားဒီမှာနေတယ်ဒီမှာကျင့်တယ်ဆိုရင်ပဲလို့စိတ်ကအမြဲတမ်းဒီနေရာမှာနေရလားပဲပြန်သွားအိမ်ပြန်ရောက်နေတယ်ဆိုတာဒီအံဝါဒပလိဘောဓပဲအိမ်မှာလှုပ်ရှားတစ်ခုခုရှိလိမ့်မယ်အကြောင်းတစ်ခုခုရှိလိမ့်မယ်ဒါမှမဟုတ်လို့ရှိရင်နှစ်သက်စရာဆွဲလန်းစရာစိတ်မချစရာတစ်ခုခုရှိမယ်ပေါ့လွတ်လွတ်လပ်လပ်မကျင့်နိုင်တော့ဘူးအာမထုတ်နိုင်တော့ဒီပေါ်မှာပဲစိတ်ကပြန်သွားတယ်လူကရိတ်တာစိတ်ကသူသိပြီးသားပဲလူကဗမာလူကရိတ်တာစိတ်ကအဲ့ဒါပါပလိဘောဓခေါ်အိမ်ကိုစိတ်မချအိမ်ကိုစိတ်မချအိမ်ကိုဆွဲလန်းနေတယ်ဒီပေါ်မှာပဲကန့်ကြီးပြီးတော့ဒီပေါ်မှာပဲတက်မဲ့မှုတွေများတယ်အဝါဒပလိဘောဓကိုမဖြတ်တော့နိုင်ရင်လေအဝါဒပလိဘောဓကနေယုံမထွက်နိုင်ရင်လေတရားဓမ္မကျင့်ဖို့ဆိုတာခဲရင်နေလိမ့်မယ်တရားကျင့်ဖို့တော့ခက်တယ်ဆိုတော့တရားရဖို့ကောဖြစ်နိုင်မှာဖြစ်နိုင်ဘူးဘသူကနှောက်ယှက်နေတာအဝါဒကအနှောက်ယှက်ပြုတယ်တကယ်တွက်ကြည့်လို့ရှိရင်အဝါဒကနှောက်ယှက်တယ်ဆိုရင်မလို့အဝါဒနေရာထိုင်ခင်းကကိုယ့်နောက်ကိုလိုက်လာလားဘသူကပြန်ရောက်သွားတယ်စိတ်ကပဲပြန်သွားတာနော်ကိုအိမ်ကိုစိတ်မကြဘူးဆိုပြီးတော့အိမ်ကိုစိတ်ပူတယ်ဆိုပြီးတော့ကိုကသာပူနေတာအိမ်ကကိုယ်ပူလားအိမ်ကကိုဘယ်လောက်နေဘယ်လောက်သွားအသက်မရှိတဲ့နေရထိုင်ခဲ့အသက်မရှိတဲ့အိုးအိမ်တိုက်တာကိုမပူပင်ဘူးမကြောက်ကြဘူးသူနှောက်ယှက်တယ်ဆိုပေမဲ့လို့တကယ်နှောက်ယှက်တာကသူဟာနှောက်ယှက်တာလားကိုယ်စိတ်ကနှောက်ယှက်တာစိတ်ကိုပြန်ကြည့်နော်ကိုယ်စိတ်ကနေရမယ့်နေရာကဘုန်းကြီးတို့ပြိဿကြီးတရားကျင့်တဲ့ယောဂီပုဂ္ဂိုလ်သည်အရှုခံအာယုံမှာနေရမယ်ယောဂီရဲ့စိတ်သည်အရှုခံအာယုံမှာနေရမှာအခုယောဂီများအရှုခံထားတဲ့ယုတ်နံဓမ္မယုတ်တရားနဲ့နံတရားပေါ်မှာစိတ်အာယုံကရှိရမယ့်အချိန်ရှိရမယ့်စိတ်ကဒီပေါ်မရှိဘဲနဲ့ပဲပြန်ရောက်အိမ်ပြန်ရောက်တယ်တော်တော်များများတရားကျင့်တဲ့ယောဂီတွေအိမ်ကိုစိတ်ပြန်မရောက်တဲ့သူခက်ရှားပဲဘာလို့လဲဆိုလို့ရှိရင်တစ်သက်လုံးကိုနေခဲ့တာအိမ်မှာပဲနေခဲ့အဲ့နေရာမှာပဲနေအဲ့နေရာမှာပဲပျော်တယ်ဘာပြောစိတ်ကဒီနေရာမှာနေကြဖြစ်တော့နေကြနေရာကိုပြန်သွားနေတော့တရားကျင့်ဖို့လွယ်သေးလားယုံထွက်နိုင်ရမယ်ဘာလို့နိုင်ရအဝါဒပလိဘောဓဖြတ်တော့ယုံထွက်နိုင်မှကျင့်လို့ရမယ်
နေရာကြောင့်လေကန့်ကြီးဆွဲမလွယ်ဒုက္ခရောက်တတ်သည်ဒီပလီဘောဓာဆွဲလန်းတွေကိုမဖြတ်တောက်နိုင်ဘူးဆိုရင်ဒုက္ခရောက်တတ်ပါလေဆွဲလန်းစိတ်ကဘုန်းကြီးတို့ပြိတ္တကိုဘယ်လောက်ထိနှိမ့်ဆက်နိုင်သလဲဆိုလို့ရှိရင်တစေတရေပိဋ္ဌာဘဝမျိုးရောက်တယ်ဆိုတာဒီအဲ့ဒီအစွဲပဲနော်ဆွဲလန်းမှုတို့မကြွမလွတ်ဘူးတည်သွားတဲ့အခါသူ့အရေးရောင်ပြန်မြင်ရတဲ့အိမ်မက်တွေပါတွေပြီးတယ်တန်တွေပါတွေကြားတယ်သူကဘဝသာပြောင်းသွားတယ်သူစိတ်ကဒီဘဝဟောင်းကနေခဲ့တဲ့နေရာထိုင်ခဲ့ဒီနေရာဒီအိမ်ဒီအိုးနော်ဒီလေယာပေါ်မှာပဲဆွဲလန်းပြီးတော့နေတဲ့အတွက်ကြောင့်မို့လို့မကျွတ်နိုင်မလွတ်နိုင်ကျွတ်လွတ်မှုကိုမရတာသည်ဆွဲလန်းစိတ်တနည်းပြောမယ်ဆိုလို့ရှိရင်ပလိဘောဓသည်ဆွဲမက်တဲ့ကန့်ညီတဲ့စိတ်တစ်မျိုးပေါ့ဒီနောက်ဖွဲ့ကိုဘုန်းကြီးတို့ပြိတ္တကဒီတိုင်းထားမှာလားဖြတ်နိုင်ရမယ်ယုံထွက်နိုင်ရနောက်တစ်ချက်ကကုလပလိဘောဓကုလဆိုတာရွှေမျိုးလို့အများဖြစ်ဘာသာပြန်ကြတယ်ဒီနေရာမှာတော့ရွှေမျိုးဆိုတာတကယ်ရွှေမျိုးအရင်ချာသာသမီလို့ဘုန်းကြီးတို့ပြိတ္တတွေဘာသာပြန်ကြည့်လိုက်ပေါ့ဆိုလိုက်ပါသာသမီကြောင့်လေကံကြီးဆွဲမလွယ်ဒုက္ခရောက်တတ်သည်သာသမီကြောင့်လေကံကြီးဆွဲမလွယ်ဒုက္ခရောက်တတ်သည်သာသမီကြောင့်လေကံကြီးဆွဲမလွယ်ဒုက္ခရောက်တတ်သည်ဘာကိုဆွဲတုံးနော်ကိုချစ်ခင်နှစ်သက်တဲ့ယင်းနေတိချာဖြစ်တဲ့သာသမီတို့ကိုဆွဲလန်းတက်မဲ့နေတာသည်ကုလပလီဘောဓပါဒီအဆွဲရလည်းပဲဘုန်းကြီးတို့ပြိတ္တာကြီးဆွဲကြီးတယ်လို့ပြောရမှာသာဆွဲသမီးဆွဲဆိုတာပြင်းထန်တဲ့ဆွဲလန်းမယ်ဖြတ်တောက်နိုင်ဖို့လွယ်လားနော်သာသမီချစ်ခင်နှစ်သက်တဲ့စိတ်မေတ္တာစိတ်လို့ပြောပေမဲ့လို့အဲ့ဒီချစ်ခင်နှစ်သက်တဲ့စိတ်ကကိုယ်ကိုကုသိုလ်လုပ်တဲ့လုပ်ခွင့်ကိုတားဆီးနေတယ်ပိတ်ပင်နေတယ်အဲ့ကလေးတွေစိတ်မချလို့တရားမကျင့်နိုင်ဘူးကလေးတွေငယ်သေးလို့ကုသိုလ်လုပ်တယ်မလုပ်နိုင်သေးဘူးတရားလုပ်တယ်မလုပ်နိုင်သေးဘူးဒါမိဘများတော်တော်များများမှာဖြစ်တတ်တဲ့သဘာဝမရှိဘူးလားဘုသူဆွဲတာသာသမီကိုဆွဲမဲ့တဲ့အတွက်ကြောင့်ချစ်ခင်နှစ်သက်တဲ့အတွက်ကြောင့်မို့လို့ကံကြီးနေတဲ့ဒီကံကြီးမှုသည်တရားမရအောင်တားဆီးပိတ်ပင်ကန့်ကွက်နေတတ်တယ်တရားကျင့်သူမှာယုံကံထွက်ရမဲ့နောင်ဖွဲ့တစ်ခုထဲမှာကုလပလီဘောဓလည်းတစ်မျိုးပါဝင်တရားရခြင်းဒီတန်ရောစင်ကိုလည်းဘုန်းကြီးတို့ပြိတ္တတိဘာလို့ရမှာဖြတ်တောက်နိုင်ရမယ်သာသမီတန်ရောစင်လို့လည်းမသုံးလားဒီအိဗယ်လည်းသုံးကြတယ်အိုးအိမ်တိုက်တာနေရာထိုင်ခင်းတန်ရောစင်သာသမီတန်ရောစင်လို့လည်းပဲပြောတယ်တကယ်ကသာသမီကကိုယ်လာတွေ့တာလားကိုကသွားတွေ့တာကိုကသွားတွေ့တာဒီချိန်ဒီတကြံတွေရတော့ဘုန်းကြီးကလူငယ်တွေဝန်ထမ်းတွေဦးစားပေးပါလို့သက်60 80ယောဂီတက်ကြီးတဲ့ယောဂီတွေကျန်တဲ့အချိန်ကျန်တဲ့လတွေမှာတရားဝင်ပါလို့နည်းနည်းကန့်တတ်ထားလို့ပုံမှန်လစဉ်ဘုန်းကြီးတို့ကျင်းပတဲ့တရားစခန်းမှာဆိုလို့ရှိရင်တက်ကြီးတဲ့နော်တခါကြီးတွေတက္ကမကြီးတွေပို့ပြီးတော့များတယ်နေဆုံး60အထက်80ဝန်းကျင်ပေါ့ကဲအဲ့ဒီမှာတချို့ကလည်းဘာလျှောက်တယ်ဆိုတော့တပြည့်တော်တို့တဲ့
ခုလိုတရားဝင်ပြတာသာသမီတွေကျေးဇူးတင်ရမယ်တဲ့ဟာဘာလို့သာသမီတွေကျေးဇူးတင်ရမှာလဲလို့ဘုန်းကြီးကတော့မရှင်းလို့မေးတော့သူတို့ကသွားခိုင်းလို့တပည့်တော်တို့ရောက်လာတာဖျားတယ်သူတို့ကသာသမီတွေပြန်ကျေးဇူးတင်တယ်သူတို့ကမလာခိုင်းလို့ရှိရင်ရောက်မှာမဟုတ်ဘူးတဲ့ကြည့်သမောင်ဟောအဲ့တော့တချို့ကလည်းပဲဘုန်းကြီးတို့တရားကျင့်တယ်ဆိုတာသာသမီဆွဲတယ်သာပြောတာသာသမီတွေကသွားလို့အတင်းမလွတ်လိုက်ဘူးလားကဲဖေမေတို့စိတ်ချလက်ချသာသွားဘာမှမပူနဲ့စိတ်မချမရှိတဲ့စိတ်ချလက်ချစိတ်တိုင်းကြသာအထုတ်ပါသာသမီကကိုယ်ဆွဲသေးလားဘသူကဆွဲတာကိုကသာစိတ်မချတာကိုကသာစိတ်မချတာဟိုကစိတ်ချလက်ချနဲ့သွားပါလို့မပြောလိုက်ဘူးလားစိတ်ပူစရာဟောရှိလားစိတ်ပူစရာမရှိဘူးသူကိစ္စသူလုံနိုင်ပြီသူဝမ်းသူကြောင်းနိုင်ပြီသူကသူနေတတ်စားတတ်ပြီဆိုတော့ကိုယ်အလုပ်ကိုလုံးရမယ့်အချိန်ခါမှာတော့မှမလုံနိုင်မဲနဲ့ကန့်ညိနေတာကကုလပလီဘောဓဘာခေါ်တော့နော်ဒါဘုန်းကြီးတို့ရစ်ပတ်တတ်တဲ့နှောင်ဖွဲ့တတ်ကန့်ညိတတ်တဲ့သဘောတရားလေးတွေကျင့်တော့ကျင့်နေတယ်တရားတော့အားထုတ်ပါတယ်ဖေတပည့်တော်တို့ဘာလို့တရားတွေမတိုးတက်တာလဲဘာဖြစ်လို့တရားမရနိုင်ပဲဖြစ်နေတာလဲဆိုလို့ရှိရင်ဘုန်းကြီးတို့ဒီအချက်ကလည်းတော့ဖြည့်ရှင်းရမယ့်အချက်တွေပါတယ်ပလီဘောဓကြောင်းကြမှုတွေများနေတယ်ကန့်ညိတွေ့တာဆွဲမဲ့မှုတွေများနေတယ်ဆိုရင်တရားရဖို့လွယ်ပါတရားရဖို့လွယ်ခုဘသူကိုဆွဲတာပထမတစ်မျိုးကကိုယ်အိမ်ကိုရာကိုယ်နေရာကိုဆွဲတာဒုတိယကကိုယ်သားကိုယ်သမီးကိုချစ်ခင်နှစ်သက်သူတွေကိုဆွဲလန်းတာတတိယတစ်မျိုးပလီဘောဓတစ်ခုကဘောဂပလီဘောဓတဲ့ဘောဂဆိုတာကဥစ္စာပစ္စည်းဆိုဥစ္စာကြောင့်လေကံကြီးဆွဲမလွဲဒုက္ခရောက်တတ်သည်ဆိုဥစ္စာပစ္စည်းပေါ်မှာတွေ့တာကန့်ညိတတ်တဲ့သဘောတည်းဘောကပလီဘောဓပါဘာလို့ဆွဲတာဥစ္စာပစ္စည်းကိုဆွဲလန်းနေဥစ္စာပစ္စည်းရဲ့သဘောကလည်းဘုန်းကြီးတို့လူကျင်လို့ရကျင်လို့တစ်သက်လုံးကြိုးစားပြီးတော့ကြကုတ်ကြခဲမရရအောင်မရှာထားဘူးလားလူကျင်လို့ရှာထားတာရကျင်လို့ရှာဖွေထားတာဆိုတော့နှစ်သက်ဆွဲလန်းတဲ့သဘောရှိကိုရှိတယ်နော်ဘာပြောကိုလူကျင်တဲ့ကိုသုံးဆောင်ကိုပစ္စည်းကိုဥစ္စာဒီပေါ်မှာတွေ့တာတက်မဲ့ကံကြီးနေပြန်ရင်လေတရားကျင့်ဖို့ခဲရင်နေတယ်တရားရဖို့ခဲရင်နေကိုယောဂီပုဂ္ဂိုလ်တွေတခြားမကြည့်နဲ့ကိုယ်ကင်တဲ့ဟန်ဖုန်းလေးတော့အိမ်မှာထားနိုင်လားမထားခဲ့နိုင်ဘူးနော်ဒါလေးနဲ့ပိတ်ထားပါဆိုတာတော့မှမရအောင်ဖြစ်ပေါ်ကခုနဘုန်းကြီးလမ်းလျှောက်လာသူတို့ကတီလုံးနဲ့ပို့သလိုပဲတေချာပိတ်ထားခိုင်းတာတော့မှအဲ့ဒါလာနေသေးဒီလောက်ပြောနေတာတော့မရအောင်ဒီတမိုင်းထဲမှာဘုန်းကြီးလုံးဝသဘောမကျအောင်အဲ့ဒါတော့တိကျအောင်ယောဂီတွေတိကျကိုလိုက်နာဘယ်အကြောင်းနဲ့မှအဲ့ဒါမဖွင့်ထားနဲ့ပြောစရာလည်းအကြောင်းမရှိဒီဥစ္စာပစ္စည်းတွေ့တာတက်မဲ့မှုဘာမဟုတ်တဲ့ဥစ္စာပစ္စည်းဒီပေါ်မှာတော့မှကန့်ညိဆွဲလန်းမှုကများတယ်ဒီကန့်ညိဆွဲလန်းမှုဒီကိုကောင်းကျိုးပေးမှလားဒုက္ခပေးမှ
ခုဒုက္ခပေးမှာပဲဆွဲလန်းဆိုတာဘာကိုပဲဆွဲလန်းမှုသည်ဒုက္ခရောက်ကြောင်းဆွဲလန်းမှုသည်ဘာရကြောင်းဆွဲလန်းမှုဆိုတဲ့တဏှာလောဘသမုဒယဆိုတာထားရမယ့်တရားလားပယ်ရမယ့်တရားပယ်ရမယ့်တရားတွေဘုန်းကြီးတို့ပယ်ရမှာဘာတွေပယ်ရမှာလဲဆိုတာကိုသိသိချာချာသိဖို့အတွက်ပလိဘောဓ10မျိုးကိုမြတ်စွာဘုရားဟောပြတယ်ဒါလူတော်များများမှရှိနေတဲ့တွေ့တာကန့်ကြီးမှုရစ်ပတ်မှုပေါ့နေနေကြအိုးအိမ်တိုက်တာနေရာထိုင်ငင်းပေါ်မှာလဲရစ်ပတ်ကန့်ကြီးတွေချစ်ခင်နှစ်သက်တဲ့သာသမီပေါ်မှာလဲရစ်ပတ်တွေ့တာကန့်ကြီးနေတတ်တယ်ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာကိုလည်းတာရမမောကန့်ကြီးတွေ့တာနေတတ်တယ်ကဲဘာမဟုတ်တာလေးနဲ့တချို့ဆိုလို့ရှိရင်ဘာမှမဟုတ်အလွန်တန်ဝေကရစရာကောင်းတဲ့ဖြစ်ရတစ်ခုပေါ့မြတ်စွာဘုရားလက်ထက်ကယဟန်တစ်ပါးတိဋ္ဌဆိုတဲ့ယဟန်တစ်ပါးသင်္ကန်းချုပ်ဖို့ဆိုပြီးတော့လှူလိုက်တဲ့ပိဿလေးအဝတ်ပိုင်းလေးရှေ့ရဟန်းတော်များကဘုန်းကြီးတို့ဒီခေတ်ရဟန်းတော်တွေလို့အလွယ်တကူတက်တောက်တက်တာနဲ့သင်္ကန်းဝတ်ရတာမဟုတ်ဒါကမတွေကသင်္ကန်းချုပ်ဖို့ဆိုလို့ရှိရင်သင်္ကန်းလျှာအဝတ်ဆိုတာကိုလှူလိုက်ကြတယ်အဲ့ဒီသင်္ကန်းချုပ်ဖို့ယာထားတဲ့သင်္ကန်းလျှာဝတ်ကိုဒီအခုဝတ်နေတဲ့သင်္ကန်းအနေထားမျိုးဖြစ်အောင်ပြန်ပြီးတော့ချုပ်ရတယ်ဆက်ရတယ်ဖြတ်တော့ရတယ်စီးဆိုးရတယ်အဲ့လိုကိုယ်မဲ့သင်္ကန်းကိုယ်တိုင်စီမံဖန်တီးရတာအရှင်တိဋ္ဌကိုတက္ကမတွေကလှူလိုက်တဲ့ဝတ်ပိုင်းလေးချောချောညက်ညက်အယောင်လေးကလည်းတောက်ပြောင်ပြောင်လေးပေါ့အဲ့ဒီသင်္ကန်းချုပ်ဖို့ရလာတဲ့ဒီအဝတ်စအဝတ်ပိုင်းလေးနှစ်သက်သဘောကျတဲ့စိတ်တိဋ္ဌယဟန်မထင်ရုတ်တရက်ယောဂတစ်ခုနဲ့သူပြန်တော်မူတော့ပြန်တော်မူခါနီးမှာဒီအဝတ်စအဝတ်ပိုင်းတွေသွားတရိယတေတော့ဘာဖြစ်တန်းဖြစ်တယ်ဒီဝတ်စကိုဆွဲလန်းတဲ့စိတ်နဲ့တန်းပိတ်တာပေါ့တရိစ္ဆာန်တော့မဟုတ်ပိတ်တာသဘောဒီဝတ်ပိုင်းကိုတန်ဃာတွေကသူပိုင်ရှင်မရှိတော့တဲ့အခါမှာတန်ဃာအများပိုင်တယ်လို့ခွဲခြမ်းဝေဖန်မဲ့အချိန်မှာတိဋ္ဌပြန်တော်မူပြီးတော့ဖြစ်သွားတဲ့ဒီတန်းလေးကသူ့သင်္ကန်းမစပေါ်ကနေပြီးတော့မလုံနဲ့လို့အော်ဟစ်တားတယ်ဘယ်သူမှမယူရဘူးဘယ်သူမှမပေးနိုင်ဘူးလို့သူကကန့်ကွက်ဘယ်သူမှမသိဒီဟိုပိုင်းလေးမှာတန်းဖြစ်နေတာကိုဘယ်သူမှမသိဘယ်သူမှလည်းမမြင်ရဘုရားရှင်ကိုယ်တော်မြတ်ကြီးကသိတော့မလုံနဲ့အောင်အဲ့ဒီပစ္စည်းတွေမခွဲခြမ်းမဝေဖန်နဲ့အောင်လို့ထားလိုက်ပိဋ္ဌာဘဝတန်းပိဋ္ဌာဖြစ်ပြီဖြစ်တော့လေသူပြုထားတဲ့ကုသိုလ်ကောင်းမှုတွေသူကျင့်ကြံအထုထားတဲ့တရားတွေရှိတော့ရက်ပိုင်းတွင်းမှာပြန်ပြီးတော့ဘုန်းကြီးတို့ပြိဿကြီးတတိတရားရကျွတ်လွတ်တဲ့သူဖြစ်သွားတဲ့အချိန်ကြတော့မှဒီပစ္စည်းကိုဘုရားရှင်ကဝေဖန်ခိုင်းတယ်ကဲဆွဲလန်းဆိုတာတန်ဖိုးကြီးတာတန်ဖိုးနေတာထက်ဆွဲမဲ့တဲ့စိတ်ကဒုက္ခပေးတယ်အများကြီးရှိပြီးတော့ဆွဲတာနည်းနည်းလေးရှိပေမဲ့လို့ဆွဲတာဘလို့ပဲဆွဲတန်ဖိုးရှိတာကိုဆွဲလန်းတာတန်ဖိုးနေတာကိုဆွဲလန်းတာဘာကိုပဲဆွဲလန်းကဘုန်းကြီးတို့ပြိဿကိုဒုက္ခမပေးဘူးလားခုပါဆွဲတယ်ဥစ္စာပစ္စည်းကိုဆွဲတာသည်ဘောကပလိဘောဓနောက်တစ်မျိုးတဏပလိဘောဓဆိုတာသည်အဖွဲ့အစည်းကိုဆွဲလန်းနေတာတဏပလိဘောဓပါဆိုဖွဲ့စည်းကြောင့်လေကံကြီးဆွဲမလွဲဒုက္ခရောက်တတ်သည်
ဖွဲ့စည်းကြောင့်လေကံကြီးဆွဲမလွဲဒုက္ခရောက်တတ်သည်ဖွဲ့စည်းကြောင့်လေကံကြီးဆွဲမလွဲဒုက္ခရောက်တတ်သည်ကိုပန်းဝင်ဖွဲ့စည်းထားတဲ့ဖွဲ့စည်းတန်ရောစဉ်များနေတယ်ဖွဲ့စည်းတစ်ခုခုမှာပါဝင်ဆောင်ရွက်နေတယ်ဒီဖွဲ့စည်းပေါ်မှာစိတ်ဝင်စားဥဆောင်တဲ့သူလေးဖြစ်ကောင်းဖြစ်မယ်နောက်လိုက်လည်းဖြစ်ခြင်းဖြစ်ဒါပေမဲ့ဒီဖွဲ့စည်းလှုပ်ရှားနေတဲ့လုပ်ငန်းတွေပေါ်မှာကိုကနှစ်သက်သဘောကျတယ်အဘဒယတက်တွက်ကြွားကြွားနဲ့ပါဝင်ဆောင်ရွက်လုပ်ကိုင်နေပြန်တော့တကယ်တမ်းတရားလုပ်ကိုအားထုတ်မယ်ဆိုတဲ့အချိန်ခါမှာဒီဖွဲ့စည်းသည်ကိုယ့်အတွက်ကြီးမားတဲ့နောက်ချက်ဖြစ်လာတယ်ကျင့်ဖို့လွယ်သေးလားဖွဲ့စည်းကိစ္စလုပ်ကိစ္စတူတူပဲနော်ဖွဲ့စည်းတန်ရောစဉ်ငါမရှိလို့မဖြစ်ပါငါမလုပ်လို့မဖြစ်ပါငါမလုပ်ရင်ဒီဖွဲ့ပြတ်သွားလိမ့်မယ်ငါသာမရှိရင်ဒီဖွဲ့စည်းရရှိတည်မှာမဟုတ်ဘူးဆိုပြီးတော့မဖြစ်နိုင်မခွာနိုင်မစွန့်နိုင်ဖြစ်နေတော့တကယ်လုံတဲ့လုံတိုက်တဲ့လုပ်ကိစ္စမှန်သမျှကိုမလုပ်နိုင်ဘူးအရေးကြီးတဲ့ကိစ္စကိုမလုပ်ဖြစ်ဘူးတကယ်တမ်းဘုန်းကြီးတို့တရားလိုချင်တဲ့သူအတွက်အရေးကြီးဆုံးကိစ္စသည်ဘာကိစ္စတရားကိစ္စတရားလိုချင်ရင်ဘာဥစားပေးရတရားဥစားပေးရပစ္စည်းဥစ္စာဆွဲလန်းနေဆိုတာဘုန်းကြီးတို့ပစ္စည်းဥစ္စာကိုရှာဖွေနေတဲ့သူအတွက်အတန်ငန်းငန်းနဲ့ရအောင်ကြိုးစားနေတဲ့သူအတွက်ကတော့စီးပွားရှာတာအရေးကြီးတယ်တွက်ကောင်းတွက်မယ်ပေါ့ခုယောဂီတွေအနေနဲ့ကြတော့ဘုန်းကြီးတို့စီးပွားရှာဖို့ကအဓိကလားတရားရှာဖို့ကအဓိကဖွဲ့စည်းကအဓိကလားတရားရဖို့ကအဓိကကိုယ်အသက်ရွယ်ကိုယ်ချိန်ခါကိုလည်းနည်းနည်းပြန်ကြည့်ရတယ်နော်ကိုကလုတ်ပိုင်ခွင့်တရားအလုပ်ကိုလုတ်ခွင့်ဘလောက်ကြံသေးသလဲဘလောက်ရှိသလဲဘယ်သူမှမသိနိုင်တရားအလုပ်လုပ်တယ်ဆိုတာအချိန်မီလုပ်လို့ရတယ်လို့ဆိုရင်ဆိုတော့လည်းပဲချမ်းမာရေးမကောင်းရင်လည်းဘုန်းကြီးတို့ပြိဿတ်တွေလုပ်ဖို့လွယ်လားအဓိကပါရေးကြည့်ချမ်းမာရေးလည်းကောင်းနေရကိုမှန်ဉာဏ်ကလည်းပဲဒီတရားလုပ်အားထုတ်တဲ့ခါမှာဒါလည်းအရေးပါတဲ့ကဏ္ဍမှာရှိတာပဲတရားလုပ်သည်စိတ်အလုပ်ပညာအလုပ်ပညာဉာဏ်တွေထက်မြက်နေတဲ့အချိန်ခါကြင်ကြံအားထုတ်တာထက်တော့အသက်ရွယ်ကြီးလို့အသိဉာဏ်တွေနည်းသွားတော့မှထုံထိုင်းသွားတော့မှအားထုတ်တာကပို့ပြီးတော့မခက်ဘူးလားတကယ်ဆိုလို့ရှိရင်ဘယ်ချိန်ဘယ်ရွယ်အကောင်းဆုံးကြီးမှကြည့်ရမှာလားငယ်ငယ်တည်းကြည့်ရငယ်တည်းကြည့်ရမှာတရားအရင်ရလာပြီးကြံတဲ့ကိစ္စတွေဘုန်းကြီးတို့ပြိဿတ်တွေလှုပ်ချင်ရလှုပ်ပြဿနာမရှိတရားသာမရတာဘူးဆိုလို့ရှိရင်ကြံတဲ့ကိစ္စတွေနဲ့အချိန်ကုန်တရားလုပ်ကိုအချိန်မပေးနိုင်တော့ဘူးမလှုပ်ဖြစ်တော့ဘူးဆိုတဲ့အခါကျတော့နောင်မှနောင်တရတဲ့သူတွေများတယ်ဒါမှကြခဏဘုန်းကြီးတို့တွေ့ရမြင်ရဟာတပြည့်တော့ဒီလိုမှသိရင်တခြားလုပ်တယ်မလုပ်ပါဘူးဒီလုပ်ပဲလုပ်တော့တပြည့်တော့တရားလုပ်တာတော်ကြီးနောက်ကျသွားတယ်ဗျာစောစောစီးစီးကသာလှုပ်ဖြင့်သိတ်ကောင်းမှာပဲကဲအချိန်ကရှိသေးလားအရွယ်ရရှိသေးအချိန်လည်းမရှိရွယ်လည်းမရှိသက်ကလည်းနေပြီဆိုတော့မှလှုပ်ချင်ပါတယ်ဆိုလို့ဘုန်းကြီးတို့ပြိဿကြီးလွယ်သေးလားကဲဦးစားပေးရမယ်အရေးကိစ္စတွေမှာတရားဓမ္မရှာဖွေဖို့ကုသိုလ်ကောင်းမှုတွေပြုဖို့ဆိုတာလေအလေးနဲ့ထားမယ်အချက်နော်စီပွားရှာတယ်ချမ်းသာကြောင်းရှာတယ်ဒီအလုပ်တွေကဘဝတိုင်းမှာလုပ်နိုင်တယ်တကယ်တွက်ကြည့်လို့ရှိရင်ဘုရားသာသနာရှိချိန်မှဘုန်းကြီးတို့တရားလုပ်ခွင့်ရတယ်ကြံတဲ့ဘဝတွေမှာကြံတဲ့အလုပ်တွေကိုစိတ်တိုင်းကြလှုပ်ချင်သလိုလှုပ်လို့ရတယ်တရားလုပ်ဖို့လွယ်လားဘယ်လောက်ကခွင့်ရေးပုံနဲ့
တရားလောကခွင့်ရအနည်းဆုံးဘုရားရှင်ကိုရောမြတ်ကြီးရဲ့ဆုံးမလည်းရှိပါမှကိုယ်တိုင်ကလည်းကြံ့ကြံ့မာမာရှိပါမှဖက်ဖက်ကလည်းအခြေအနေတွေပြီးပါမှတရားလို့ဆိုတာကျင့်နိုင်တယ်ဒီလိုကျင့်တဲ့ချိန်ခါမှာတော့ကိုယ်အတွက်အနောက်ရှက်တွေများနေသေးတယ်ခုနောက်ရှက်ဘယ်နှမျိုးတော့ပြောပြီးတာ၄မျိုးအလုံးပေါင်း10မျိုးရှိတယ်နော်အဝါဒပလီဘောဓကုလပလီဘောဓဘောဂပလီဘောဓဒနာပလီဘောဓနောက်တစ်ချက်ဘုန်းကြီးတော်ပြိဿရေမှတ်လိုက်ပါကမ္မပလီဘောဓကမ္မဆိုတာအလုတ်ပဲဆိုအလုတ်ကြောင့်လေကံကြီးဆွဲမလွဲဒုက္ခရောက်တတ်သည်အလုတ်ကြောင့်လေကံကြီးဆွဲမလွဲဒုက္ခရောက်တတ်သည်အလုတ်ကြောင့်လေကံကြီးဆွဲမလွဲဒုက္ခရောက်တတ်သည်အခုတိုက်ရိုက်ပြောလာပြီကာမပလီဘောဓဆိုတာဒီဘာကိုဆွဲတော့ကိုယ်အလုတ်ကိုဆွဲတယ်ကိုလုံးနေကြအလုတ်လုံးနေကြအလုတ်ကစိတ်အာယုန်ထဲမှာအဆွဲဆုံးအမြဲဆုံးပဲဒီအလုတ်ပေါ်မှာတန်ရောစဉ်ကြီးနေတဲ့ဒီအလုတ်ကိုတွေ့တာနေတယ်ဒီအလုတ်ကိုမစွန့်နိုင်မလွတ်နိုင်ဖြစ်နေတဲ့ဒီခါမျိုးမှာတရားဓမ္မကိုဥစားမပေးနိုင်ဘူးတရားကြီးကိုနောက်ထပ်ကိုလုတ်ကိစ္စကိုသာရှေ့တန်းတင်နာမယ်ဆိုရင်လေတစ်ချိန်ချိန်မှာကိုအတွက်ဒုက္ခဖြစ်လိမ့်မယ်တကယ်အရေးကြီးတာကဘာအရေးကြီးဆုံးလဲဆိုတာကိုဘုန်းကြီးတို့ပြိဿကစဉ်းစားဖို့မလိုဘူးလားတကယ်အရေးကြီးတာဘာအရေးကြီးတော့တရားဓမ္မကပိုရေးမကြီးဘူးလားအလုတ်ကိစ္စနဲ့တရားကိစ္စဘယ်ဟာရေးကြီးသိကြလားသိကြတဲ့သာပြောတယ်အလုတ်ပိတ်မှတရားကျင့်တာနော်ပဲချင်းတရားကျင့်အလုတ်ပိတ်ရမှမလုပ်တော့အလုတ်ပိတ်ရမဟုတ်ရင်ကျင့်နိုင်လားဟာတပည့်တော်တို့ကတရားကိစ္စရေးကြီးတယ်ဖျားဆိုပြီးတော့လှုပ်လှုပ်ရမယ့်ရက်မှာမသွားဘဲနဲ့နေနိုင်လားဒါလည်းမနေနိုင်ကြဘူးနော်ဒီအလုတ်ဆိုတာနဲ့ပဲမဖြစ်မနေလောက်ကင်နေရတဲ့အလုတ်သာဝနေရေးအလုတ်အကြီးပွားရေးတိုးတက်ရေးအလုတ်ပေါ့ကျမ်းမာရေးချမ်းသာရေးအလုတ်ပေါ့ပြန်ခြုံကြည့်လိုက်လို့ရှိရင်အဲ့ဒီအလုတ်တွေအလုံးသည်လောကအတွက်မှာတော့အရေးပါတယ်တရားဘက်မှာတော့အရေးပါသေးရဲ့လားဘုန်းကြီးတို့တရားလုတ်ကိုလုတ်တယ်ဆိုတာတရားကလည်းပဲအလုတ်ပဲနော်ခုယောဂီတွေလုတ်နေတဲ့အလုတ်ကဘာလုတ်တရားကျင့်နေတဲ့ယောဂီတွေကအလုတ်လက်မဲ့နေတာလားအလုတ်လုတ်နေတာခုဘာလုတ်နေရဘာလုတ်လုတ်နေရတရားအလုတ်ကတနေ့ဘယ်နှနာရီလုတ်တနေ့ဘယ်နှနာရီလောက်ကြကဲတာမန်လောက်ကတနေ့8နာရီပေါ့လုပ်ငန်းခွင်ထဲမှာဝန်ထမ်းလုပ်တဲ့သူတွေတနေ့ဘယ်နှနာရီလောက်ကဲခုတရားလုပ်တဲ့သူတွေကတနေ့ဘယ်နှနာရီလောက်ဟောကိုလုပ်တော့ကိုဘယ်လောက်လောက်ရမှမသိမနဲ့မိုးလေးအိယာထားတဲ့ချိန်ကစညအိယာဝင်တဲ့ချိန်ထိယောဂီတွေမှာအချိန်ပြည့်ဂျူရီမရှိဘူးလားခဲအဲ့ဒါအလုံးတော့အချိန်ပြည့်ဘာလုပ်နေရအလကားနေရတာလားလုပ်နေရဘာအလုပ်နေရတရားလောကပို့ပြီးတော့ကိုချိန်ပေးရသေးတယ်တကယ်တမ်းတရားရကျင်တဲ့သူတရားလိုချင်တဲ့သူကအားချိန်နားချိန်ဆိုတာရှိလားအားချိန်နားချိန်မရှိဘူးအချိန်ပြည့်ကိုအလုပ်လုပ်ရတယ်
မနက်မလင်းအိယာထားကနေညအိယာဝင်တဲ့အချိန်ထိညအိပ်ပျော်သွားတဲ့အိတ်ချိန်မှတပါအိယာဝင်လို့အိပ်ပျော်သွားတဲ့အချိန်ကလွယ်လို့နိုးကြနေတဲ့ချိန်တိုင်းဒီဘာလို့လုပ်နေရမယ်တရားအလုပ်ကိုလုပ်နေရမယ်အချိန်ကတ်တတ်ထားလို့ရလားတို့ဘယ်နှချိန်ပဲဘယ်နှနိုင်ပဲကျင့်မယ်ဒီလိုနေလို့ရလားကဲဒီနေ့မှာဘယ်နှနိုင်ပဲလုပ်မယ်လို့လုပ်လို့ရအချိန်ပြည့်လုပ်ရတဲ့အလုပ်ဘာဖြစ်လို့အချိန်ပြည့်ချိန်ပေးနေရလဲဆိုလို့ရှိရင်တခြားအလုပ်တွေကနားလို့အားလို့ရသေးတရားလုံးမှာနားချိန်အားချိန်မရှိတာသည်အရေးကြီးလွန်းလို့မဖြစ်မနေလုံးရမယ့်အလုပ်မို့ပါတကယ်ပြောလို့ရှိရင်ဘုန်းကြီးတို့ပြိဿတရားအလုပ်ဆိုတာသိရေးရှင်ရေးလောက်ကိုအရေးမကြီးဘူးလားဘယ်လောက်အရေးကြီးသိရေးရှင်ရေးထက်တောင်အရေးကြီးဘုရားရှင်ကိုယ်တော်မြတ်ကြီးကယန္တော်တွေကိုတခါဆုံးမယန္တော်တဲ့ဥကောင်းမှအလျံတပြောင်ပြောင်ပြီးတောင်းလောင်ပြီးတော့နေပါစေလှမ်းဝါမှရင်ဝါမှလှမ်းစုကနေပါစေတဲ့ဥကောင်းမှလျံတပြောင်ပြောင်တောင်းလောင်နေတဲ့မိကိုလည်းမငြိမ့်တတ်တဲ့အောင်ရင်ဝါတဲ့မှာစူးဝင်နေတဲ့လှံကိုလည်းဆွဲမနှုတ်နဲ့အောင်နဲ့တရားလုပ်ကိုအရင်ဆုံးလုပ်ပါဘုရားရဲ့အဆုံးအမကသိရှင်းတယ်ကြံတဲ့အလုပ်တွေနဲ့အခုတရားလုပ်နဲ့ရှင်းပြလိုက်ဥခေါင်းမှာမီးလောင်နေတာတော့နောက်မှငြိမ့်တယ်ဘာရင်လုပ်อ่ะတရားလုပ်အရင်လုပ်တယ်ရင်ဝလှန်စူးနေတဲ့သူကဘုန်းကြီးတို့ပြိဿကြီးသေဖို့မများဘူးလားရင်ဝတဲ့မှာလှန်စူးနေတာကိုတော့မှမနှုတ်ပါနဲ့အောင်ဘာရင်လုပ်မယ်တရားဓမ္မသိမြင်ဖို့အရေးကိုဦးစားပေးကအရင်ဆုံးလုပ်ဘုရားစကားနားထောင်လို့ရှိရင်ဘုန်းကြီးတို့တခြားအလုပ်တွေကအကုန်လုံးအသေးဖွဲဖြစ်သွားတယ်တကယ်သာမြတ်စွာဘုရားစကားတိတိကျကျလိုက်နာကျင့်သုံးမဲ့သူသည်တရားလုံးမှတပါတခြားအလုပ်ကိုစိတ်ဝင်စားစရာတော့မရှိတော့ဘူးလှုပ်စရာတော့မရှိတော့ဘူးအဲ့ဒီလိုစိတ်မျိုးနဲ့ရွရွချွန်ချွန်ကြိုးစားပန်းစားတရားလုပ်ကိုပြုလုပ်နေသူတရားကိစ္စတွေအားထုတ်နေသူမှသာလျှင်လေလွယ်ကူစွာလျင်မြန်စွာနဲ့တရားရတယ်သမန်ကရှံကပို့ပို့တန်တန်လေးလုပ်နေုံနဲ့ရလားကဲစားကောင်းတောက်ကောင်းတော့ကြည့်နေုံနဲ့ရလားအပြည့်ပြည့်ကြည့်နေုံနဲ့ရကျမ်းမာရေးကောင်းယုံလောက်စိတ်ချမ်းသာယုံလောက်ဆိုပြီးတော့ကြည့်မယ်ဆိုရင်လည်းဘုန်းကြီးတို့ပြိဿကြီးတရားရပါတကယ်သိရေးရှင်ရေးထက်တောင်မှအရေးကြီးသေးတယ်ဆိုတော့ကျန်တဲ့အလုပ်ကိစ္စတွေကိုအကုန်လုံးဖြတ်တောက်ကတရားလုပ်ကိုအားထုတ်နိုင်ဖို့လိုတယ်တဲ့ဒါလည်းပလီဘောဓတစ်မျိုးနောက်တစ်ခုအတ္တပလီဘောဓဆိုတာကခยีသွားခြင်းပါဆိုခยีကြောက်လေကံကြီးဆွဲမလွဲဒုက္ခရောက်တတ်သည်ခยีကြောက်လေကံကြီးဆွဲမလွဲဒုက္ခရောက်တတ်သည်ခยีကြောက်လေကံကြီးဆွဲမလွဲဒုက္ခရောက်တတ်သည်ခยีသွားရမယ်ကိစ္စတွေပေါ်လာတဲ့အခါမျိုးခยีသွားကနေချိန်ခါမျိုးမှာတရားလုပ်ဖို့မလွယ်ဘူးခยีတစ်ခုသွားတော့မယ်ဆိုလို့ရှိရင်လူတိုင်းရဲ့စိတ်အာယုံတွေဒီခยีလမ်းပေါ်မှာရောက်နေကြရှိနေကြတယ်ကဲလမ်းမှာဘာလို့မဲဘာတော့ယူရမယ်ဘာတော့ထဲရမယ်ဘလို့သွားရမယ်ဘာတွေသေဆောင်သွားမယ်ခยีကိုပဲအာယုံပြုပြီးတော့ကြောင်းကြစိုက်နေရတဲ့သဘောပေါ့နော်ဒီခေတ်ကဘုန်းကြီးတို့ခยีသွားတဲ့အခါမှာဘာမှပါမသွားဘာမှတည်မသွားလေလွယ်တကူမရနိုင်ဘူးလားရှေးခေတ်တုန်းကတော့ဘုန်းကြီးတို့ခยีသွားကြတယ်ဆိုတာ
nó su bao mi đó toa đã nhai công nhóm công về lâu đời tụi đi đâu mà lễ công đây đi lễ sinh ai à su bị đó cái gì toa đi công năng cái toa này về lễ bao nhiêu toa này có gì khác cố tiền gì à sa công long tiền mi đó toa chảแต่ย้อนเนี่ยตัวเสกวีดิตะมิ้วเนี่ยตะมิ้วลังวีลังขี้มาด้วยจงอ่ะแม่ชีนี่สานายิกาပြက်လက်မဲ့နေထားခိုးသားတမြတပုံတကန်ရဲ့ဘေးရန်အလုံးထဲတွဲပြီးတော့မှသွားကြလာကြပင်လေပြင်ခကြီးကသွားမယ်ဆိုရင်လည်းပဲထုံဤတူစွာကုံသေးဒီ4-5ရာစုကပင်လေပြင်ကိုအတူသွားကြတယ်ဒါအရင်ခေတ်တုန်းကသူတပြည့်မြတ်စွာဘုရားဒီတရားဒေသနာတွေဟောတဲ့ခေတ်ကာလပေါ့လူတွေရဲ့စိတ်ဒီခရီးအာယုံပေါ်မှာရောက်နေတော့တရားလုပ်ကိုအာမထုတ်နိုင်ဘူးတရားလုပ်ကိုကြောင်းကြမဆိုင်နိုင်ဘူးယောဂီတွေကခုဒီမှာ5-6ရက်နေမယ်ဆိုတော့5-6ရက်အတွင်းတော့ခရီးသွားစရာရှိလားခရီးသွားစရာမရှိတော့ခရီးကြောင့်ကိုယ်မှာအနှောက်အယှက်ကင်းတယ်ပေါ့ဒါပေမဲ့တကယ်ကိုပြန်မဲ့နေကြလို့ရှိရင်ကြည်နော်နှစ်ပြင်ကတရားစခန်းပြီးလို့ယောဂီတွေပြန်ကြမယ်ပေါ့ဒီလိုညာမျိုးကြလို့ရှိရင်မပြန်ခင်ညာမျိုးမှာတရားကျင့်ဖို့လွယ်သေးလားဘာလို့မလွယ်ဘာလို့မလွယ်ထုတ်ရပိုးရသိမ်းရဆဲရနဲ့လုံးမများအောင်လားကရစကန်သိမ်းတဲ့ရက်တွေဆိုလို့ရှိရင်မြို့ရောတော်အတူတူပဲယောဂီတွေကကျန်တဲ့ရက်တွေသာသူတို့အစောကြီးအိယာဝင်အိတ်ကြနှစ်ပြင်ကပြန်တော့မယ်ညမျိုးဆိုလို့ရှိရင်အိတ်ကိုမအိတ်တော့ဘုန်းကြီးတို့ခန့်ငယ်ငယ်တရားပြတဲ့ချိန်တော့တောမြို့လေးတွေရွာတွေမှာတရားစခန်းတွေရှိတော့သွားတယ်ခုလိုမျိုးသိသနေရတာမျိုးမဟုတ်ဓမ္မယုံလို့ဆောင်မျိုးမှာယောဂီတွေနဲ့တူနေရတော့ကိုယ်ကောင်းရေးပဲပေါ့တရားဟောတော့လေဒီနားလေးပဲကောင်းရေးခမ်းမှနေယောဂီတွေကလည်းဒီဓမ္မယုံပေါ်မှာပဲစီတမ်းပြီးတော့အိတ်ကြကဲနှစ်ပြင်ကတရားစခန်းပြီးမယ်ဒီညတရားတွေဘာတွေဟောပြီးပြီပေါ့အဲကြိုးစားပြီးတော့တညတာဆက်အားထုတ်ကြကျင့်ကြဆိုတဲ့အခါယောဂီတွေကျင့်နိုင်သေးလားတညလုံးအဲ့ဒါကျွတ်ကျွတ်အိတ်တန်နေတယ်ဘုန်းကြီးအဲ့လိုကိုမရအောင်ဘာလို့မှမသိဘူးအဲ့ဒါဟိုပစ္စည်းထုတ်လိုက်ထဲလိုက်ထုတ်လိုက်ထဲလိုက်တညလုံးချွတ်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 နေသူအိတ်ကိုအိတ်ပုံမရမနဲ့စောကြီးနဲ့မိုးတောင်မှမလင်းသေးဘူးကြက်ပြောက်ငှက်ပြောက်ပျောက်တယ်ဆိုတာအဲ့ဒါဘသူမှမတွေးတော့ခါတိုင်းဆိုလို့ရှိရင်ဟာစီစီကားကားနဲ့ယောဂီတွေတရားနာပရိသတ်တွေနဲ့အမှဘုန်းကြီးကြောင်းနေပေါ့စီကားနေတာတရားစခန်းပြီးတဲ့မနေ့ဆိုဘေးချင်းအရှူအရှူနဲ့ပြန်သွားမှတော့မသိဒါဟိုတော့ကခုတော့ဒီလိုမဟုတ်ဘူးလားလို့ဘုန်းကြီးကထင်တာခုလည်းဒီလိုပဲဘုန်းကြီးကျောင်းမှာတပတ်တစ်ခါတလတစ်ခါပေါ့9 ရက်10 ရက်တရားစခန်းပုံမှန်ဖွင့်နေကြဆိုတော့ယောဂီတွေအမြဲတွေ့နေရတရက်နေ့ဒါ31ရက်နေ့ကနေပြီးတော့လက်ကုံတဲ့နေ့ဆိုလို့ရှိရင်တရားစခန်းစလက်ကုံတဲ့ညနေစတော့ဘုန်းကြီးကယောဂီတွေမှားတာစောစောမလာနေလို့4 နိုင်လောက်မှယောဂီလက်ခံမယ်လို့ပြောတာဘာလို့လဲဆိုလို့ရှိရင်အလုတ်ရှုပ်တော့ဒီမှာယုံကတာဝန်ယူတဲ့သူတွေယောဂီစီရင်သွင်းစသည်ဖြစ်ပေါ့အဲသူအချိန်ကြီးတော့မှအလုပ်လုပ်လို့ရှိရင်အကုန်လုံးကအဆင်ပြေတယ်မဟုတ်ဘူးယောဂီတွေကလာမယ်ဆိုလဲသူတို့ပဲအဲ30ရက်နေ့ညနေမှလာဆိုမဟုတ်ဘူးမနေ့မိုးမလင်းကနေရောက်အဲ့ဒါလို့အခမ်းအနားတစ်မျိုးဘုန်းကြီးလက်ကြော့တာတစ်မျိုးဟိုမေးဒီမေးနဲ့ပြောတာတစ်မျိုးဆိုတော့တနေ့ကုန်အကုန်လုံးကလုပ်ပြီးရှုပ်ကုန်ပြန်တဲ့နေ့ကျတော့10 ရက်နေ့မနေ့ထွက်ပြီးပေါ့10 ရက်နေ့မနေ့ထွက်ပြီးဆိုလို့ရှိရင်လည်းဘုန်းကြီးတို့အာယုံဆုံး9 နိုင်ခွဲပေါ့တရားဖြုတ်ပြီးတော့အာလုံးစားကြယောဂီတွေလည်း3 ဆောင်ပေါ့ဘုန်းကြီးတွေလည်းဆွမ်းဖုံးပြီးပေါ့အာယုံဆုံးစားပြီးတော့ဆွမ်းစားကြောင်းကပြန်လဲပြန်ရောက်ကိုเจ้าမော်ထိုင်ပြီးတော့ပြန်ဆင်း
ယောဂီတွေတယောက်မှမတွေ့တော့သူတို့ကလာလဲမြန်တာပဲအပြန်လဲမြန်တာဒီခကြီးကဒီလောက်တောင်မှစိတ်ဝင်စားမှုအာကြီးဒီအတွက်ကိုပဲကြိုတင်လုံးလာဆိုင်ပြင်ဆင်နေရတယ်ဆိုတော့တရားကျင့်ဖို့လွယ်သေးလားဒါကြောင့်ဘုရားရှင်ကိုတော်မြတ်ကြီးကအဋ္ဌပလိဘောဓလို့ပြောပုံရတယ်နော်ခကြီးကြောင့်လေကန့်ညိဆွဲမလွယ်ဒုက္ခရောက်တတ်တယ်ညာတိပလိဘောဓဆိုတာကရွှေမျိုးသားချင်းကြောင့်အနောက်ရှက်ဖြစ်နေတာမျိုးပါဆိုရွှေမျိုးကြောင့်လေကန့်ညိဆွဲမလွယ်ဒုက္ခရောက်တတ်သည်ရွှေမျိုးကြောင့်လေကန့်ညိဆွဲမလွယ်ဒုက္ခရောက်တတ်သည်ဘာကိုကန့်ညိနေတာတော့ညာတိဆိုတဲ့ရွှေမျိုးသားချင်းအပေါ်မှာစောင်းရှောင်းနေရတယ်ငဲ့ညာနေရတယ်တက္ကတရားတော့ကိုမိသားစုအရေးကိစ္စထက်ရွှေမျိုးသားချင်းတွေရဲ့အရေးကိစ္စကိုဦးစားပေးနေရတယ်ပူပန်နေရတယ်ကြောင်းကြစိုက်နေရတယ်ဘုန်းကြီးတို့ပြိဿကြီးမရှိဘူးလားကဲလူဆိုတာရွှေနဲ့မျိုးနဲ့နေကြတယ်မကင်းကြဒါပြန်လာကုညီရမယ်တောင်းဝတရားမရှိဘူးလားဆိုရင်တော့ရှိတာပဲစောက်ရှောက်မယ်တောင်းဝတရားတွေမရှိဘူးလားဆိုလဲရှိတာပဲလူတာထက်ကိုမပူစေဖို့ပေါ့နောက်တချို့ကလူတာထက်ကိုဘာဖြစ်နေပူနေအမှန်ကကိုယ်ရေးနဲ့သူများရေးဘယ်ရေးဦးစားပေးရကိုယ်ရေးဦးစားပေးရမှာကိုယ်ရေးဆိုတာဘုန်းကြီးတို့ကိုယ့်ရဲ့အတ္တရှင်းတန်းတင်ဖို့ပြောတာမဟုတ်ကိုယ့်ရဲ့တရားဓမ္မကျင့်ကြံအားထုတ်ဖို့အရေးဒါဦးစားပေးရကိုတရားမရသေးဘဲနဲ့သူများတကားစီကိုစောက်ရှောက်ခြင်းကဲတင်ခြင်းလို့တဘာဝမကြပါကိုကမှဘာမှအာကိုအာထလောက်လာမရှိသေးဘူးပစ္စည်းဥစ္စာပြည့်စုံခြင်းပြည့်စုံမယ်ယာတုအာနာတွေရှိခြင်းရှိမယ်ကိုညီဆောင်ရွက်နိုင်တဲ့အနေအထားတွေရှိကောင်းရှိမယ်ဒါပေမဲ့အဲ့ဒါတွေကကိုယ့်အတွက်အာကိုရာလို့ဘုန်းကြီးတို့ပြိတ္တတွေပြောနိုင်လားကိုယ့်အတွက်အာကိုမရှိသေးဘူးဆိုတာကကိုဒီဘဝကသိရင်ဘာဖြစ်မယ်ဆိုတာတော့ကိုမသိသေးဘူးဘယ်ဘဝရောက်မယ်ဆိုတာတော့မှမသိနိုင်သေးဘူးဆိုတော့စိတ်မချသေးဘူးဆိုတော့ဘသူရေးဦးစားပေးရအပေလေးပါးကလွတ်ဖို့ရေးကောင်းရာသုဂတိကိုရောက်ဖို့အရေးဘဝအစဉ်တန်းဒီနေကြမသွားဖို့အရေးကိုအရေးအလွန်အရေးကြီးတဲ့အရေးတွေရှိနေသေးတယ်နော်အပေငရဲဆိုတာဘုန်းကြီးတို့ပြိဿကြီးမရှိဘူးလားယုံလဲယုံကြတဲ့အပေငရဲဆိုတာရှိတယ်နော်သူတယောက်သူရဲ့ပြုမှုဆောင်ရွက်ချက်အားလျော်စွာမကောင်းတာကိုပြုရင်မကောင်းကျိုးရမယ်ကောင်းတာပြုရင်ကောင်းကျိုးရမယ်လူလောကမှာလည်းမြင်နေရတယ်ချမ်းသာနေတဲ့သူတွေရှိသလိုဆင်းရဲဒုက္ခရောက်နေတဲ့သူတွေလည်းမရှိဘူးလားနော်ဆင်းရဲဒုက္ခရောက်နေတဲ့သူတွေပင်ပန်းကြီးစွာနဲ့အသက်ရှင်နေကြတဲ့သူတွေကျမ်းတမ်းစွာနဲ့ဘဝမှာဖြတ်သန်းနေရတဲ့သူတွေရှိနေပါတယ်ဆိုတော့ကဲငရဲဆိုတာလည်းရှိမှာပဲနတ်ပြည်ဆိုတာလည်းရှိအောင်မှာပဲဒုက္ကတိဘုံဘဝဆိုတာရှိမှာပဲဒုက္ကတိဘုံဆိုတာလည်းရှိမှာပဲဘုရားလည်းရှိတယ်လို့ဟောသွားတယ်ဒီလိုယုံကြည်တဲ့သူတယောက်ကကိုယ်အရေးကိုတရားဓမ္မတွေသိမြင်ဖို့အရေးတရားဓမ္မတွေကျင့်ကြံဖို့အရေးမဉ္ဇဉ်ဖွဉ္ဉဏ်တွေရယူနိုင်ဖို့အရေးကိုဦးစားပေးရမယ်အဲ့လိုဦးစားပေးရမယ်အနေထားမှာညာတိပလိဘောဓာရွှေမျိုးသားချင်းတွေရဲ့တန်ရောစဉ်ရွှေမျိုးသားချင်းတွေရဲ့ကိစ္စရွှေမျိုးသားချင်းတွေရဲ့အပူမီတွေကူးဆက်နေတာနဲ့တော့သူတို့တက်ဆောင်ရွက်လုတ်ကိုင်းပေးနေရတာနဲ့ကိုယ်လုတ်ကိုမလုတ်နိုင်ဘူးမလုတ်ဖြစ်ဘူးဒါကိုလည်းမြတ်စွာဘုရားကပြောတော့ပလိဘောဓာညာတိပလိဘောဓာရှစ်ခုမြောက်ပလိဘောဓာသည်တဲ့အာဘာဒပ
လိဘောဓဘာအာဘာဒဆိုတာကအနာယောဂဆိုအနာကြောင့်လေကံကြီးဆွဲမလွဲဒုက္ခရောက်တတ်သည်အနာကြောင့်လေကံကြီးဆွဲမလွဲဒုက္ခရောက်တတ်သည်အနာကြောင့်လေကံကြီးဆွဲမလွဲဒုက္ခရောက်တတ်သည်ဥပါကိုကံကြီးနေတော့အနာယောဂတွေဆွဲကပ်နေတဲ့အချိန်ခါမျိုးမှာဒီအနာယောဂပေါ်မှာစိတ်ကအမြဲတမ်းကပ်နေတယ်ညှိနေတယ်ခေါင်းကိုက်နေရင်တော့မှဘိုင်းအောင်နေရင်တော့မှဘုန်းကြီးတို့ယောဂီတွေတရားအထောက်အတာဖြောက်သေးလားတော့ဒါအပယိကတီလောက်တဲ့ယောဂမျိုးမဟုတ်ဘိုင်းအောက်တဲ့ခေါင်းကိုက်တဲ့ခေါင်းမူတဲ့နှာစီးတဲ့ချောင်းဆိုးတဲ့ဆိုတာသာမန်ယောဂလို့ပြောရမယ်ဒီအနာယောဂသီးဖွေးလေးတောင်မှတရားကျင့်ဖို့အနောက်ရှက်မပေးဘူးလားတရားဘာလို့မအားမထုတ်တော့ခေါင်းကိုက်နေလို့ပါတရားဘာလို့မကျင့်လဲဘိုင်းအောင်နေလို့ဘိုင်းနာနေလို့ပါယောဂီတွေအကြောင်းမပြဘူးလားကဲဘာပလိဘောဓအာဘာဒပလိဘောဓဒီအသေးဖွယ်အနာယောဂကတော့မှကိုယ့်ရဲ့တရားလုပ်ကိစ္စမှာနှောက်ယှက်ဖြစ်နေသေးတယ်ကြီးကျယ်တဲ့အနာယောဂပြင်းထန်စွာခံစားနေရတဲ့အနာယောဂမျိုးတွေကိုယ်မှကံရောက်နေတဲ့ကံကြီးနေတဲ့ဆိုရင်လည်းပဲတရားကျင့်ဖို့ခက်ခဲနေလိမ့်မယ်ဒီကစိတ်အနှောက်ယှက်ဖြစ်နေတာပေါ့သူကကြမ်းကြမ်းမာမာမရှိဘူးဝေဒနာတစ်ခုခုပြင်းပြင်းပြပြခံစားနေရတဲ့အနာတစ်ခုခုခံစားနေရတယ်စိတ်ကဒီပေါ်မှာပဲတရေဝဲဝဲနဲ့တော့မသက်မသားဖြစ်နေတယ်ဒီနာယောဂကြောင့်စိတ်မချမ်းမသာတွေဖြစ်နေတဲ့ဆိုတဲ့ချိန်ခါကာလမျိုးမှာတရားရဖို့မလွယ်ပါဘူးလွယ်သေးလားကဲတချို့နာတာရှိယောဂတွေဖြစ်အဲ့ရတဲ့လေဖြတ်တာတို့ကိုယ်တစ်ပိုင်းသေသွားတာတို့မလုံနိုင်မရှက်နိုင်ဖြစ်နေတာတို့တခြားလုပ်တွေဘာမှမလုပ်မကင်နိုင်တော့တဲ့ချိန်အဲ့ရတဲ့ပက်လက်ဖြစ်နေတဲ့ချိန်ဘုန်းကြီးတို့တကယ်ဆိုလို့ရှိရင်တရားမှတ်နေဖို့မကောင်းလားမှတ်နိုင်လားမမှတ်နိုင်ဘူးအကြီးကျယ်ယောဂဝေဒနာတွေခံစားနေရတဲ့အချိန်ခါအရာတွေကမထနိုင်တော့အောင်ပြင်းထန်တဲ့ယောဂဝေဒနာတွေခံစားနေရတဲ့အချိန်ခါဒီချိန်ခါမှာတကယ်ဆိုလို့ရှိရင်ဘာလုပ်နေရတရားလုပ်နေဖို့မကောင်းလားလုပ်နိုင်သေးလားမလုပ်နိုင်တော့တာကများတယ်ကြိုတင်ပြီးတော့အလေးချင်းမရှိထားတဲ့သူကြိုတင်ပြီးတော့နှလုံးမသွင်းထားတဲ့သူကျင်းဤကြံဤအာထုံဤတွေကိုသေချာတိကျစွာမလိလားမလိကျင်ထားတဲ့သူသည်အဲ့ဒီအချိန်ကြာမှကျင့်ဖို့ဆိုတာခဲရင်ပါလိမ့်မယ်ဒီကဘာနှောက်ယှက်ဖြစ်နေတော့စိတ်အနှောက်အယှက်ဖြစ်တာပလိဘောဓသည်ဘာကိုနှောက်ယှက်စိတ်ကိုနှောက်ယှက်နေတဲ့သဘောလူဒုက္ခပေးတာမဟုတ်ဘူးနော်ခုဘုန်းကြီးတို့နေရာထိုင်ခင်းတို့သာသမီတို့ဥစ္စာပစ္စည်းတို့ဖွဲ့စည်းတို့အလုပ်တို့ရွှေမျိုးတို့ခရီးတို့တခုပြီးတခုသာပြောလိုက်တယ်အဲ့ဒါတွေကကိုယ်တိတိကျကျလာပြီးတော့ဒုက္ခပေးတာမဟုတ်ဘူးပါနှောက်ယှက်ဖြစ်တာစိတ်အနှောက်ယှက်ဖြစ်စေတာတရားဓမ္မကျင့်ကြံအားထုတ်ရမှာလွတ်လပ်စွာမကျင့်နိုင်လောက်အောင်စိတ်ကိုနှောက်ယှက်တဲ့သဘောတရားများသည်ပလိဘောဓပါတဲ့ကန္ထပလိဘောဓဆိုတာကပညာပါဆိုပညာကြောင့်လေကံကြီးဆွဲမလွဲဒုက္ခရောက်တတ်သည်ဆို
ကန္ထပလီဘောဓဆိုတာကကျမ်းဂန်ကျမ်းစာတွေသင်ယူခြင်းမှာကိုယ်တိုင်ကသင်ယူမယ်ဓမ္မမဟုတ်ကိုကနေပြီးတော့သင်ကြားပို့ချပေးနေမယ်ကန္ထဆိုတာစာပေသင်ယူခြင်းသင်ပေးခြင်းပေါ့ပညာနဲ့ဆိုင်တဲ့အလုပ်ဒီပလီဘောဓတွေနှောက်ယှက်နေတဲ့အချိန်ခါမျိုးလေတရားမကျင့်နိုင်ဘူးကဲကွာစာကျက်ခြင်းနဲ့စာရီပဲဖတ်ခြင်းနဲ့ခါတရံတရားအထုတ်ရမယ့်အချိန်ခါမှာတရားအမထုတ်ပဲနဲ့တရားကျင့်နည်းတွေပဲဖတ်ခြင်းတွေလေ့လာခြင်းနဲ့တချို့ယောဂီတွေရှိကျင့်မှာအထုတ်ပါဆိုတဲ့အခါမှာစာအုပ်တွေပဲကျင့်နည်းတွေပဲတုပ်ပြီးတုပ်ဖတ်နေတကယ်လက်တွေ့အလုပ်ဖြစ်ကိုယ်ကစာရီပြီးဒီပို့ချသင်ကြားပြီးနေရတယ်ဒါလည်းတန်ရုံးစဉ်တွေ့တာပဲပညာသင်ပေးတာလေတို့တပည့်တွေတိမဖြစ်မဲ့တမဖြစ်မဲ့ငါတန်ဝန်ရှိသေးတယ်ငါဝတ္တရားငါကြည်ပြိုမှဖြစ်မဲ့လို့ဒီပေါ်မှာတန်ရုံးစဉ်ကြီးမှတွေ့တာမှုတွေများနေပြန်တော့လေတရားလုံးမှာအာမထုတ်နိုင်ဘူးတခါတရံကြလို့ရှိရင်ဘုန်းကြီးတို့ဖြစ်တတ်သေးတာကကိုဖတ်ထားမှတ်ထားကြက်ထားတဲ့စာတွေနဲ့ကိုကျင့်နေတဲ့တရားနဲ့ပြန်ပြီးတော့တိုက်နေငါကြားဘူးတာဒီလိုငါအားထုတ်တဲ့ခါမှာဒီလိုဖြစ်နေဟုတ်မှဟုတ်ရဲ့လားမှန်ရဲ့လားပေါ့ငါကြားဘူးတာနဲ့ငါအခုကျင့်နေတာနဲ့မတူပါလားငါဖတ်ထားတာနဲ့တခြားစီဖြစ်နေပါလားဆိုပြီးတော့တန်တရားဝင်နေတာလေခန္ဓာပလီဘောဓမှန်ဘုန်းကြီးတို့ပြိဿကြီးအာထုတ်နေတဲ့အချိန်ကစာရီပြန်စဉ်းစားနေရမှာလားကျင့်နေရမှာအာမထုတ်ခင်တော့မကျင့်ခင်တော့ကသေသေးချာချာဘုန်းကြီးတို့လေ့လာမှာနိစနစ်ပိုင်းဆိုင်ရာကျွမ်းကျင်အောင်ဘယ်လိုကျင့်ဘယ်လိုနှလုံးသွင်းဘာကိုရှုရမယ်ဘာကိုမှတ်ရမယ်ဆိုတာသေသေးချာချာကြိုတင်လေ့လာပေါ့တကယ်လုပ်တဲ့အချိန်ကကျတော့ဒါတွေကလိုသေးလားတကယ်လုပ်တဲ့အချိန်ကျမှစောက်ကြီးတကိုင်နဲ့ပြန်ဖတ်ခြင်းနဲ့ပြန်မေးခြင်းနဲ့ပြန်သိခြင်းနဲ့ဆိုလို့တဘာဝမကြောက်အလုပ်ချိန်ကတည်တန်းလို့သဘောထားခုယောဂီတွေကဖတ်နေရမှာလားကျင့်နေရခုဘုန်းကြီးတို့ဟောကြားပေးနေတယ်ဆိုတာကသင်ပေးနေတာနော်ဘလို့ကျင့်ရမယ်ဆိုတာသိပြီဆိုလို့ရှိရင်ဖတ်ရှုလေ့လာသင်ယူခြင်းကိုမှပြည့်စုံပြီလို့သဘောထားပေါ့အခုကျင့်ရမယ့်ရက်က5 ရက်ပဲရှိတယ်ဒီအချိန်မှာမှကုံယုံပြီးတော့အရှုနီးပွားနည်းတွေဖတ်ချင်လို့ဘယ်ဆရာတော်ကဘယ်လိုမိတ်ရှိတယ်ဘယ်ကျမ်းဂန်မှာဘာတွေရေးသားထားတယ်ဆိုတာတွေနဲ့ဘုန်းကြီးတို့ပြိဿကြီးဖတ်ရှုတိုက်ဆိုင်နေဖို့လိုသေးလားအဲ့ဒီလုပ်တွေလုပ်နေတာမျိုးသည်ကန္ထပလီဘောဓနောက်တစ်ခုကအိဋ္ဌိပလီဘောဓမှာဆိုတကူကြောင့်လေကံကြီးဆွဲမလွဲဒုက္ခရောက်တတ်သည်တကူကြောင့်လေကံကြီးဆွဲမလွဲဒုက္ခရောက်တတ်သည်တကူကြောင့်လေကံကြီးဆွဲမလွဲဒုက္ခရောက်တတ်သည်အိဋ္ဌိပလီဘောဓကိုရရှိနေတဲ့တကူကိုပိုင်ဆိုင်တဲ့တကူပေါ်မှာသာယာမမောနေခြင်းမှာတကူဆိုတာအစွမ်းတတ္တိပေါ့ကိုမှရှိနေတဲ့အစွမ်းစဒီစွမ်းတတ္တိကိုသာယာမမောနေတော့တရားလုပ်ကိုမလုပ်ဖြစ်ဘူးမလုပ်နိုင်ဘူးရှင်းတော့ကတီဟိုခေတ်မှာငယ်ရွယ်နဲ့ဇံရတဲ့ကိုရင်လေးတစ်ပါးရှိတကူကြည့်တယ်လို့ပြောရမှာပေါ့ဆရာသမားဖြစ်သူကလည်းစံပိညင်သမာပတ်နဲ့ပြည့်စုံတယ်ကိုရင်လေးကလည်းစံပိညင်သမာပတ်နဲ့ပြည့်စုံတယ်ကလေးဆိုတော့လူငယ်ဆိုတော့ရရတဲ့ဇန်တကူအမျိုးမျိုးစမ်းတတ်မြေရှိုးလိုက်မိုးပြန်လိုက်ကောင်းငင်ပြန်လိုက်အမျိုးမျိုးသူစမ်းတတ်ရင်းနဲ့ဆရာသမားတတိပေးတာနားမထောင်ကိုရင်လေးတဲ့ဒီလိုသာ
ဇံကစားလွန်ရင်အကမ်းမနဲ့ညားလိုက်မယ်သူဥပ္ပဇေဆရာတတိပိကိုင်းလေးကနားမထောင်တနေ့တော့ဆုံးခံသွားကောင်းငင်ကနေဇံပြန်ပြီးတော့သွားအောက်ကလေတော့တဲ့ကောက်ဆိုင်သမားတယောက်ကတချင်းဆိုတယ်ကောင်းငင်ကသွားတဲ့ကိုရင်တပိတ်ကြီးနဲ့အောက်ကတချင်းဆိုတာကြားတော့စိတ်ဝင်စားပြီးတော့ตาရနှစ်သက်တယ်နော်ဆန်လျှောသွားတယ်ဆန်လျှောသွားတော့အောက်ရောက်လာခုနကကောက်ဆိုင်သမားနဲ့ညာပေါ့အိမ်တော်ရသားကြဘာလို့လဲဆိုတော့ဝတ်ထဲရက်လုတ်တဲ့လှုပ်လို့ရတယ်ရကန်းရက်တယ်ဒီကိုရင်လူတက်ကဇံမင်းရင်တမပတ်ရအောင်တရားကျင့်နိုင်အားထုတ်နိုင်တော်လဲပဲလူအလုံးဘာမှသိမကြွမ်းကျင်သူရသူပါလို့ရတော့အိမ်မှာဒီဘို့ကြောင့်လည်းထမင်းချက်ဟင်းချက်ထမင်းပို့ပေါ့ဒီသဘောမျိုးနဲ့နော်သူစနီးတဲ့ရကန်းရက်ပြီးတော့နေတော့ထမင်းလာဖို့ရင်တနေ့စကားများရဖောက်လုံးနဲ့မြို့သမီးကိုစိတ်တူတူနဲ့ကောက်ပစ်လိုက်တာမျက်စိမှန်သွားတယ်သူစနီးတဲ့ဘာဖြစ်သွားမျက်စိကန်းသွားတယ်အဲ့တော့မှဆရာသမားစကားသွားတတိယကိုရင်လေးတဲ့စံကစားရင်ဘာဖြစ်မှာကမ်းမနဲ့ညားမယ်လို့ငါဆရာတတိပေးတာပါလားဆိုတာပြန်တရိယတကူကလည်းအစွမ်းတတိကလည်းတစ်ခါတည်းကြလို့ရှိရင်ဘုန်းကြီးတို့ကိုယ့်အတွက်အနှောက်အယှက်မပေးဘူးလားအိဋ္ဌိပလီဘောဓတကူကြောင့်လေကံကြီးတွေ့တာဆွဲမဲ့နေရင်ဒုက္ခတွေ့တတ်ပါလေအလုံးပေါင်းကြည့်လိုက်ပလီဘောဓဘယ်နှမျိုးကဲဘုန်းကြီးတို့ချုံနှောင်ထားတရားကျင့်တဲ့အခါမကျင့်ပြစ်အောင်ချီနှောင်ထားတာလေဘယ်နှမျိုးတရားဓမ္မကျင့်ကြံပွားများအထောက်ရမှာတရားမရအောင်ဆွဲဆောင်ကန့်ညှိထားတာလေဘယ်နှမျိုးကဲယောဂီတွေဟိုတရားကျင့်တဲ့အထောက်နေတဲ့ယောဂီတွေတရားရခြင်းဘယ်နှမျိုးဖြတ်ကဲဒီ10မျိုးပြတ်ရင်တော့ကျင့်သေးတယ်ရပြီနော်ဒီ10မျိုးသာတကယ်ဖြတ်နိုင်လို့ရှိရင်တရားမရဘူးမရှိတော့အနောက်ရက်ကဒီ10မျိုးပဲရှိနေရာထိုင်ခင်းကိုဆွဲမဲ့တဲ့သာသမီကိုဆွဲမဲ့တဲ့ဥစ္စာပစ္စည်းတွေဆွဲနေကြတယ်အဖွဲအစည်းအလုတ်ကိုင်ကိုဆွဲတယ်ခရီးသွားလာဖို့ဆွဲတယ်ရွှေမျိုးသားချင်းတွေရဲ့အမှုကိစ္စတွေဆွဲနေတယ်အနာယောဂကြောင့်လည်းစိတ်အနှောက်အယှက်ဖြစ်တယ်ပညာသင်ကြားခြင်းသင်ယူခြင်းစာပေဘုဒ္ဓတွေလေ့လာခြင်းကြောင့်လည်းတရားကျင့်ဖို့နေရာမှာခက်ခဲနေတတ်တယ်တကုအိဋ္ဌိပယာဒုစသည်အစွမ်းစားသည်ကြီးမားလွန်ထက်မြက်လွန်ရင်လည်းတရားဓမ္မမှာအနှောက်အယှက်ဖြစ်နေတတ်ပြန်လေအိဋ္ဌိဆိုတာတကုဘုန်းကြီးတို့အရသုံးလက်ကူအောင်ပြောမယ်ဆိုယာဒုလို့လည်းပြောလို့ရတယ်ယာဒုအာနာတိတိတ်ကြီးမားရင်လည်းပဲတရားလုံးလုပ်ဖို့လွယ်သေးလားဒါအနှောက်အယှက်တဲ့ဒီအနှောက်အယှက်တွေကိုမပယ်နိုင်မချင်းတရားမရလို့မြတ်စွာဘုရားကပလိဘောဓတိဖြတ်ခိုင်းပလိဘောဓဘာလုပ်ခိုင်းကဲအခုရန်တန်ဃာတွေလူဝတ်ကြံဘဝဆွန်းပြီးတော့တပိတ်တလုံးသင်္ကန်းသုံးတဲ့နဲ့ကျင့်ကြံပွားများအထုတ်နေကြတယ်ဆိုတာဘာဖြတ်ခဲ့တာပလိဘောဓတွေဖြတ်တောက်နိုင်ဖို့အယတိတောင်လူပေါင်းမှာနေတဲ့သူမှာကြက်တဲကျင်းမြောင်းနေတန်ရောစင်တွေများတယ်ပလိဘောဓတွေရှုပ်ထွေးနေတယ်ကဲတို့ရံဘွားနဲ့ကျင့်တာကောင်းတယ်ရှင်ဘွားနဲ့ကျင့်တာကောင်းတယ်တန္တရာဝကကျွလို့အောင်ကျင့်ကြံအာထုတ်မယ်လို့ကျင့်ကြံနေကြတယ်ကဲယောဂီတွေကလည်းအပိတိုင်မဖြတ်နိုင်သေးဘူးလို့ခိတ္တခဏဖြတ်ပြီးတော့လေ့ကျင့်နေတယ်ဆိုတော့တကယ်ဖြတ်တော့မယ်ပလိဘောဓဘယ်နှမျိုးသိထားကဲအဲ့ဒီ10မျိုးပြတ်ရင်မဉ္ဇဉ်ဘုံညာနိဗ္ဗာန်မရဘူးလားမဉ္ဇဉ်ဘုံညာနိဗ္ဗာန်ရအောင်ဖြတ်တောက်တဲ့ပေဖြတ်တဲ့ကန့်ညှိမှုရစ်ပတ်မှုတွေ့တာမှုတွေကိုဖြတ်တောက်
နိုင်ကြသဖြင့်မဉ္ဇဉ်ဘုံညာနိဗ္ဗာန်ကိုလင်းမြန်ထုတ်ချရနိုင်ရောက်နိုင်မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း